ကလေးမလောက်အောင်အမိုးကမရှိမိုးရဲရေထဲနေကြရတဲ့အပြင်တန်ဟာတန်ချက်ထိခိုက်တန်ရာရကြတဲ့အခါတော်တော်ကြီးကိုပြန်မှန်းရတယ်စစ်တော့မယ်တပွဲစီလိုက်အကောင်စေးစားကြရဖို့တော့တော်တော်ကြီးအားဆိုင်ရတယ်စိတ်ရှိသီးခံပြီးစားကြပါစေဆိုတဲ့ကိူနာစိတ်တင်နဲ့ပြန်မှန်းခံပြီးကြွေးပြီးမှသာစားကြရတယ်စားချင်တဲ့အကောင်စားကြချကြွေးပြီးလိုက်တာကဘာမှမခက်ခင်မပင်ပန်းပင်မဲ့အခုလိုကြွေးပြီးနေတဲ့အကောင်လေးကိုဟိုးဝေးရငေးကြည့်နေတဲ့မြောင်ဝင်းလေးမှာတွေ့မြင်တတ်တဲ့ကိုအတွက်တော့အကောင်စိတ်စားကြရဖို့အတွက်ကိုအချိန်ကုန်လူပန်းခံပြီးကြွေးပြီးဖြစ်တယ်။ပုံနေတတ်တဲ့နေရာလေးတွေမှာမရမချင်းလိုက်ရှာအစားမဝင်ဝင်အောင်ကြွေးစိတ်မဝင်ဝင်အောင်တိုက်ပေးရတာပြန်မှန်းပြန်မှန်းလေးကျဉ်းတတ်တယ်။